chapter 183မှာတော့ခိုင်စားအီစာဂီကိုမင်းတစ်ခုခုကိုရှာသိသွားလာလို့မေးပါတယ်။တစ်ဖက်မှာအကီကနဘူးတလူမျိုးတုံနေလို့နာဂီကဘာဖြစ်တာလဲလို့မေးကြည့်တော့ခိုင်စားရဲ့ကန်ချက်အကြောင်းကိုတွေးမိနေပြီးတော့အဲ့ဒီကန်ချက်ကသူ့ကိုကြက်တီးထားစီရဲလို့ပြောပါတယ်။ကန်ချက်ကိုမြင်နေဆိုပေမဲ့မြင်တာတော့မှတားလို့မရနိုင်တာမလို့အဲ့လိုတီးကြပြီးမြန်ဆန်တဲ့ကန်ချက်ရဲ့အကြောင်းပို့ပြီးတော့တီးကျင်နေတာပါ။ခိုင်စားအင်းဘက်ကကောလာဟာလာတွေအတိုင်းပဲကစားပွဲရဲ့ flow တစ်ခုလုံးပြောင်းလဲနိုင်တာကြောင့်ကန်ချက်ပိုင်ရှင်ခိုင်စားကလုံးဝကျေဝင်းတယောက်ပဲလို့စန်နီမမလေးကပြောပါတယ်။နာဂီကလည်းအခုမှဝမ်းပဲရှိသေးတာမလို့ဒီတစ်ခါကျရင်တေချာဆော့ကြဖို့ပြောပါတယ်။ပွဲကလည်းပြန်လည်စတင်ခဲ့ပြီးတော့တစ်ဖက်မှာလည်းအီစာဂီကသူ့ရဲ့လက်နက်တစ်ဖြစ်တဲ့မက်ရာဗီရှင်ကိုအသုံးချဖို့ပြင်နေပါပြီ။ဘောလုံးတစ်ခုတည်းကိုကြည့်အာယုံဆိုင်မနေပဲအနာဘေးပေါဝင်ကျင်မှာရှိတဲ့အရာတွေကိုအာယုံဆိုင်ကြည့်တဲ့အခါကွင်းရဲ့အချက်လက်တွေကိုပုံမှန်ရရှိပြီးဘသူတွေကဘာလုပ်မယ်နောက်ဘာဖြစ်မလဲဆိုတာကိုခန့်မှန်းနေပါတယ်။နောက်ဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါတွေမှာလည်းမျက်ကွယ်ကအချက်လက်တွေကိုရရှိပါတယ်။နာဂီကအရင်အထက်လူပိုကတ်ခံနေရပြီးတော့မမလေးကလည်းညာဘက်အချက်မှာဘောလုံးရောက်ဖို့စောင့်နေပါတယ်။ရီယိုတယောက်တည်းဆိုရင်ခံစစ်ကိုဖောက်ထွက်ဖို့မလွယ်တော့ဘူး။နောက်ကိုလူပြန်ပြီးမှအာဂီနဲ့ရှိတတ်မှာဒီရဲ့ခံစားချက်က အံ့ဩစရာပဲငါအရင်အမရခဲ့ဘူးတဲ့အချက်လက်တွေခံစားချက်တွေကငါ့ရဲ့အုံနောက်ထဲကိုစီးဆင်းနေတယ်တီတီကြကြနဲ့ဖြောင်းဖြူစီးဆင်းနေတာငါအပေါ်မှာနောက်ထပ်စိတ်တစ်ခုရှိနေတယ်လို့ခံစားရတယ်ဆက်သွားတာအဲ့ဒီအတွေးတွေကိုမပြတ်သွားစေနဲ့အကန့်အသတ်မရှိတဲ့ဖြစ်နိုင်ခြေတွေနဲ့အချက်လက်တွေကအီစာဂီရဲ့အုံနောက်ထဲမှာစီးဆင်းနေပါတယ်အီစာဂီခံမှန်းခဲ့တယ်လို့နာဂီကရီယိုပေးခဲ့ပြီးနောက်ကထိမ့်မဲ့လူရှိမိမဲ့ဒီလောက်နဲ့ပဲမပြီးဘူးဆိုတာအီစာဂီကသိနေပါတယ်ထင်ထားတဲ့အတိုင်းပဲနောက်ဖက်နောက်နဲ့တကွက်ပြပြီးတော့ကြော်တက်တော့မဲ့အလုံးမှာပဲအီစာဂီကဖျက်လူသွားပါတယ်ဟဲ့အောင်နာဂီမင်းရဲ့ဖန်တီးနိုင်စွမ်းငါအိတ်နေတယ်လို့ပဲရှိသေးတယ်နာဂီရဲ့ဘောလုံးထိန်းနေအစ်စ်ကိုကျွမြင်နိုင်သွားတဲ့အီစာဂီရဲ့လှုပ်ရှားပုံတွေဟာအရင်ကနဲ့မတူတော့ပါဘူးမီလာဗီရှင်ကအံ့ဩဖို့ကောင်းလိုက်တာငါအားလုံးမြင်နေအကုန်လုံးကိုနားလေဒီလိုအရာမျိုးရှိလိမ့်မယ်လို့တခါမှစိတ်မကူးခဲ့ဘူးဘောလုံးကန်ရတာပျော်ဖို့ကောင်းလိုက်တာဆိုပြီးတော့မက်ရာဗီရှင်နဲ့အတူအီစာဂီကအတံပြန်တိုက်စစ်ဆင်နေပါပြီchapter 184မှာတော့နာဂီရဲ့ဘောလုံးထိန်းနေအစ်စ်ကိုပါဖျက်လူနိုင်သွားတဲ့အီစာဂီအစ်စ်ကိုအံ့ဩနေကြပါတယ်သူ့ရဲ့ပုံမှန်တုံ့ပြန်မှုတွေထက်ကိုကျော်လွန်သွားတဲ့အီစာဂီကအရန်ကိုပျော်ရွှင်နေပါတယ်ဟုတ်ပြီငါ့ရဲ့မက်ရာဗီရှင်ကိုတိုက်စစ်မှာအသုံးပြုမယ်ခူရနာငါဒီမှာရှိတယ်ညာဘက်အချမ်းကနေချိန်မုံမှာမလားငါအစင်တစ်မလိုတော့ဘူးငါဒီထက်ပို့ပြီးတော့မြင်နိုင်တယ်ငါနောက်လိုက်ခဲ့ငါတို့ကအလဲကနေချိန်မုံမှာဆိုပြီးတော့အီစာဂီကပြောပါတယ်အဲ့လိုဆိုရင်အလဲကအရာနဲ့ဘေးဘက်ချမ်းအရာတွေကမြင်တွေ့ရမှာမလို့တကွင်းလုံးကိုမြင်နိုင်တယ်လို့တော့ပြောလို့ရပါတယ်ရီယိုလည်းငမန်းမသားနဲ့1-2ရိုက်ကအေးစီလေးကြော်ဖြတ်သွားပြီးတစ်ဖက်အသင်းရဲ့ခန်းစစ်ကစားသမားတွေနဲ့ခိုင်စားရဲ့တီနီယာကိုတွက်ချက်နေပါတယ်တစ်ဖက်ခန်းစစ်ကစားသမားရှီမာလာပိတ်နေတဲ့အတွက်ငမန်းမသားကိုလူပေးလိုက်ပြီးတစ်ဖက်ခန်းစစ်ကစားသမားကိုကြော်ဖြတ်သွားပါတယ်မက်ရာဗီရှင်နဲ့မလို့လုံးချင်းရလုံးနေပြီးအချက်လက်တွေကိုလည်းအားလုံးထပ်ပို့ပြီးတော့ဝါမြူနေပါတယ်မက်ရာဗီရှင်နဲ့အီစာဂီကသူ့ကိုသူနေရုပ်တယောက်အနေနဲ့ပြန်ကြည့်မယ်ဆိုရင်သူ့ရဲ့စွမ်းရည်နဲ့ဘာလုပ်နိုင်လဲတစ်ဖက်အတင်းကဘာတွေတွေးနေလဲဘာတွေလုပ်နေလဲငါလာနတ်ဖျားတယောက်အနေနဲ့ဆိုရင်ရောငါဘာတွေလုပ်နိုင်မလဲဆိုပြီးတော့အုံနောက်ကအတွေးတွေကရက်တန်းလို့မရတော့ပါဘူးငမန်းမသားကောင်းမှုအကြောင်းပြုပြီးတော့တစ်ဖက်အတင်းကို1-2တွဲလုံးနဲ့အသားအရကြော်ဖြတ်လာနိုင်ခဲ့ပါတယ်နောက်ဆုံးဂိုးပေါက်ရှိနာအရောက်မှာကပတိန်အမေရိကသူ့ကိုလူပေးမယ်အထင်နဲ့ရှေ့ဆက်တက်နေတော့လူပေးမလို့လမ်းကတ်မလို့ပုံစံနဲ့နောက်ဆုံးမှာတော့ဘေးမှာရှိတဲ့ခူရိုနာနဲ့ပဲတွဲလုံးထုတ်သွားပါတယ်ဒါပဲခုနီကမီမမြင်နိုင်တဲ့နေရာအကောင်းဆုံးဂူးရပေါက်ပြီးလိုက်တော့ခူရိုနာအီစာဂီကလုံးဝကောင်းနေဟာငါ့ရဲ့အမြန်နှုံးနဲ့ဆိုလက်မလေးတွေမိလောက်တယ်လွတ်လိုက်တော့အီစာဂီပြီးလိုက်တော့အီစာဂီစီကိုတဆင့်ခုံပြီးမှရောက်လာမယ်ပေးပို့မှုဖြစ်ပြီးတော့ဂိုးသမားရဲ့နေရာနဲ့အဝေးဆုံးဖြစ်တဲ့ဘေးဘက်တောင်းအောင်ကန်သွင်းမှာဖြစ်ပါတယ်မက်ရာဗီရှင်နဲ့ direct shot ပူးပေါင်းမှုအီစာဂီအစ်ရဲ့မွေးဖွားလာမှုပဲဖြစ်ပါတယ်ဒါပေမဲ့တစုံတယောက်ကစူတောင်းလိုက်လေညီလေးမင်းရဲ့တခုခုတော့တခုခုပဲငါ့ရဲ့ပိုင်နဲ့ကနေကြိုးစိုးရတယ်ခိုင်စားအီစာဂီရဲ့ကန်ချက်ကိုတားဖို့ကြိုးစားပေမဲ့ဘောဝဲရမယ်ဆိုပြီးတော့ပေါင်ကြားတဲ့နေကန်သွင်းလိုက်ပါတယ်ဂိုးရဲ့ဘေးဘက်တောင်းတဖြည်းဖြည်းနဲ့သွားနေရင်ဘဲဘဲတော့ကန်တွေးချက်ကိုကပတိန်အမေရိကအဆုံးသတ်ပေးလိုက်ပါတယ်။ပညာချက်မှာတော့အီစာဂီရဲ့ပေးပုံကပတိန်အမေရိကအဆုံးသတ်လိုက်ပြီးတော့ဘတ်စတာမန်ချန်အတင်းအတွက်ပြန်လည်ဥဆောင်ကိုရယူပေးခဲ့တယ်လို့ကြေညာခဲ့ပေမဲ့တကယ်တမ်းမှာတော့အီစာဂီရဲ့တွင်ကိုကအကိုးခံလိုက်ရတာပါ။အိုးယူချီမင်းမကန်လိုက်သေးဘူး။လိမ့်လိမ့်မာမာနဲ့ငါ့ကိုပြီးလိုက်ရမှာ။ပြီးတော့ငါ6ယောက်ကြာကန်တွေးဖို့တောင်းလည်းမရှိပဲနဲ့အဲ့ဒါကိုမင်းကရန်တမ်းပြီးကန်လိုက်တာ။မင်းကလူပေးရတာကိုတော်တော်ကြိုက်တဲ့အကောင်ပဲ။ဟေ့အောင်ခိုင်သာငါလုံးဝကျိန်းဆိုတယ်။မင်းကငါတတ်ပြစ်မယ်။ပါလားချစ်တယ်လို့ပြောတဲ့အနီးလန်းအစ်စ်လား brother ရဲ့ crush ကိုလည်းအဲ့လိုပြောကြည့်ရပါတော့ညင်းတော့ရင်တော့ကျွန်တော်နဲ့မဆိုင်ပါဘူးတစ်ဖက်မှာလည်းဘာချစ်ကအီစာဂီရဲ့ထူးခြားမှုကိုတွေးရှိသွားခဲ့ပြီးတော့အရှုံးမပေးနဲ့တင်မင်းတွေ့သွားတဲ့လမ်းကိုငါ့ဟိုကခေါ်သွားလို့ရတယ်ဆိုပြီးပြောနေပါတယ်ဒါကတော့ chapter 185ရဲ့အဆုံးသတ်ပဲဖြစ်ပါတယ်နောက်ပိုင်းမှာတော့ဒီတက်စိတ်ဝင်စားစရာကောင်းတာတွေလာမှမလို့ဆက်မြတ်ပေးကြဖို့နဲ့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ခဲ့ပေးကြဖို့အကြောင်းဆုံးချင်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲအားပေးကြတဲ့သူတူတယောက်ချီစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်နောက်ပိုင်းဒီမှာပြန်တွေ့ကြတော့ပေါ့